ရှေးဟောင်းအီဂျစ်နိုင်ငံရဲ့အလှပဆုံးနဲ့အစွမ်းထက်ဆုံးဘုရင်မကြီးကလီယိုပါထရာဟာအမှန်တော့အီဂျစ်လူမျိုးတစ်ယောက်လုံးဝမဟုတ်ဘူးဆိုတာသင်သိပါသလားလူအများစုကသူမကိုအီဂျစ်သွေးစစ်လို့ထင်ကြပေမဲ့တကယ်တော့သူမဟာဂရိမျိုးရိုးဖြစ်ပါတယ်အလက်ဇန္ဒာသမ္မတမင်းကြီးရဲ့စစ်ဗိုလ်ချုပ်တော်လမီကနေဆင်းသက်လာတဲ့ဂရိတော်ဝင်မိသားစုဝင်တဦးဖြစ်ပါတယ်သူမရဲ့မိသားစုဟာအီဂျစ်ကိုနှစ်ပေါင်း300နီးပါးအုပ်ချုပ်ခဲ့ပေမဲ့ဂရိယဉ်ကျေးမှုကိုပဲဆက်ထိန်ထားပြီးအိမ်တွင်းမှာဂရိဘာသာစကားကိုပဲပြောဆိုခဲ့ကြတာပါဒါပေမဲ့ကလီယိုပါထရာဟာသူမရဲ့မိသားစုထဲမှာအီဂျစ်ဘာသာစကားကိုပထမဆုံးသင်ယူခဲ့တဲ့ထူးချွန်တဲ့ဘုရင်မတစ်ပါးဖြစ်ခဲ့ပါတယ်သူမဟာအလားအပတင်မကပဲဘာသာစကား9မျိုးအထိပြောနိုင်ပြီးနိုင်ငံရေးသိချာတဲ့တတိကဗျာတွေမှာပါအရန်တော်တဲ့ဉာဏ်ကြီးရှင်တစ်ယောက်ပါဒါကြောင့်ပဲအီဂျစ်လူမျိုးတွေရဲ့အချစ်ကိုရရှိခဲ့ပြီးတမိုင်းမှာအီဂျစ်ဘုရင်မအဖြစ်ကဘာကျော်ခဲ့တာဖြစ်ပါတယ်ကဘာတမိုင်းကအခုလိုလူသိနေတဲ့လှုပ်ဝက်ချက်တွေကိုနေတိုင်းစူးစမ်းဖို့ Bright မြန်မာကို follow လုပ်ထားဖို့မမေ့နဲ့အောင်တော့